ဆိုတော့ season ကြတာလဲကျွန်တော်တို့ကြာပြီး epic မှာပဲရှိသေးတာလား run မတက်တာလားဆိုတော့ဒီနေ့မှာ run boost ကြီးပြောပြပေးပါမယ်အားလုံးပဲမင်္ဂလာပါ AK Gaming ရနဲ့ပြန်လဲကြိုဆိုပါရစေဆိုတော့ဒီနေ့မှာတော့ကျွန်တော်က run boost နည်းလေးကိုတခြားလေးမျှဝေပေးပါမယ်ဆိုတော့ကျွန်တော်တို့ run မ boost ခင်လိုအပ်တဲ့အချက်လေးကိုလည်းပြောပြမယ်ပြီးတော့ကျွန်တော်တို့သုံးရမယ့် VPN လေးကိုလည်းပြောပြပေးမယ်ဆိုတော့ brother တို့အနေနဲ့အလိုလွယ်ကူကူ run တက်ချင်တဲ့ဒါမှမဟုတ်MMA try နေတဲ့ညီကိုတွေများဗီဒီယိုလေးကိုအဆုံးထိတခြားလေးကြည့်ပေးပါအဲ့ဗီဒီယိုလေးမှမပြောပြခင်ကျွန်တော်ပြစရာလေးနည်းနည်းရှိတယ်အဲ့ဒါတခြားလေးပြပေးမယ်ဗျာဆိုတော့ဒါလေးကတော့ VPN နဲ့ဆော့ထားတဲ့ browser တယောက်သူ့ရဲ့ master လေးပြခဲ့ဟာတွေလေးပေါ့နော်ဆိုတော့အခုဒီမှာသူ start 100ရှောက်သွားပြီเนาะကျွန်တော်တို့ season ကြတာမကြသေးဘူး VPN လေးနဲ့ဆော့တာကဲဆိုတော့ brother တို့လည်းအဲ့တိုင်း VPN နဲ့လည်းဆော့ကျင်တယ်ပွဲတိုင်းလည်းနိုင်ကျင်တယ် solo duo trial ပဲဖြစ်ဖြစ်ဒါမှမဟုတ် party ပဲဖြစ်ဖြစ်ဆော့ကျင်တယ်ဆိုတော့လိုအပ်ချက်တွေရတယ်ကြတော့ဘာမှမဟုတ်ပါဘူးကျွန်တော်တို့ VPN က free လည်းရှိသလို premium ပဲရှိပါတယ်ဆိုတော့ခုနကကျွန်တော်ပြခဲ့တဲ့ကြတော့ premium VPN လေးပဲဖြစ်ပါတယ်ဆိုတော့ premium VPN နဲ့ဆော့ဖို့အတွက်ဆိုရင်ကျွန်တော်ရှိမှလာဝယ်လို့ရပါတယ်ဆိုတော့ကျွန်တော် VPN လေးကတော့ရောင်းပေးပါတယ်ဆိုတော့ brother တို့အနေနဲ့လည်းဆော့ကျင်နဲ့ run မြန်တက်ရှင်နဲ့ဒါမှမဟုတ် MMA try ကျင်နဲ့ဆိုရင်လာပြီးတော့ဝယ်လို့ရပါတယ်ဒီလောက်ရမှာလဲဘယ်လိုလောက်ရမှာလဲဆိုရင်ကျွန်တော်ရဲ့ Telegram LK311 ဒါမှမဟုတ် AKMCGG လို့ရိုက်ချလိုက်ပါဆိုတော့အခုကျွန်တော်ပြပေးပါမယ်ဆိုတော့ဒီ channel လေးလေး join ထားပေးပါကျွန်တော် comment မှာလည်းချပေးထားပါမယ်အဲ့ဒါအပြင်ကျွန်တော်တို့ VPN နဲ့က free နဲ့ဆော့ရင်တော့ကျွန်တော်တို့ပင်ကတော့မကောင်းဘူး premium ဝယ်တော့ရင်တော့ပင်ကကောင်းပါတယ်ဆိုတော့ကွာသားလာပါလဲဆိုရင်ကျွန်တော်တို့ဒီမှာပင်ပဲကွာသွားပါတယ်ကျန်တာဘာမှမကွာပါဘူးဆိုတော့ brother တို့အနေနဲ့လည်းစာပါပြောင်းပြီးတော့ပင်ကောင်းကောင်းလေးနဲ့လည်းဆော့ကျင်တယ်ပြီးတော့ rank လည်းမြင်မြန်တက်ရှင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ hero မြန်မာနာမည် global နာမည် try ကျင်တဲ့ brother တွေအဲ့ဒါအပြင်ကျွန်တော်တို့ MMA share try နဲ့ဒါမှမဟုတ်ကျွန်တော်တို့ high rank try ကျင်တဲ့ brother တွေအတွက်ကျွန်တော်ရှိမှာ VPN လေးလာမေးလို့ရတယ်ဆိုတော့ကျွန်တော်တို့ VPN free VPN ကတော့ကျွန်တော်အခုပဲပြောပေးလိုက်ပါမယ်ဆိုတော့ socket 5နဲ့ကျွန်တော်တို့နောက်ထပ်တခြားရှိသေးပါတယ်ဆိုတော့ free ရတော့ကျွန်တော်တို့တိတ်ပြီးတော့ line မကောင်းပါဘူးဆိုတော့ဆော့လို့တော့ရပါတယ်เนาะကျွန်တော်တို့ဒါပေမဲ့ free ရကြတော့ကျွန်တော်တို့အဲ့လိုချိတ်ပြီးတော့ဆော့မယ်ဆိုရင်သူကစာပါတွေကကြတော့တစ်ခါတလေကြာရင်ကျွန်တော်တို့စောက်တလွဲတွေဖြစ်ကုန်တယ်စောက်တလွဲတွေဖြစ်ရင်လည်းကျွန်တော်တို့ချုံးတာလည်းရှိပါတယ်ဆိုတော့ free VPN ကပြောမယ်ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့ proxy မဖြစ်ဘူးအဓိကလိုအပ်ချက်ကအားတာပဲကျွန်တော်တို့ premium သုံးရင်တော့ premium ဆန်ဆန်ပဲရမယ် VPN က proxy လည်းဖြစ်မယ် line လည်းကောင်းမယ် free သုံးရင်တော့သူက free လို့ပဲသွားပါမယ်ဗျာဆိုတော့ပြောချင်တာတော့အားတာပါပဲဆိုတော့ brother တို့အနေနဲ့လည်း free ပဲသုံးဒါမှမဟုတ် premium ပဲသုံးbrother တို့ပေါ်မှာမူတည်ပါတယ်ဆိုတော့ premium သုံးပြီးတော့အလိုအခုခုနကျွန်တော်ပြလိုက်တဲ့ start 100ရောက်တဲ့လူလည်းရှိပါတယ်တကယ်အဆင်ပြေတဲ့လူလည်းတော်တော်လေးကိုရှိပါတယ်ဆိုတော့ကျွန်တော်ရှိမှာ VPN ဝယ်ပြီးတော့ဆော့မဲ့သူတွေလည်းအများကြီးဆိုတော့ brother တို့လည်းအလို VPN ဝယ်ဆော့ကျင်တဲ့မဲ့ဖြစ်ဒါမှမဟုတ် MMA try သူနဲ့တယောက်ဖြစ်တယ်ဆိုရင်ကျွန်တော်ရှိမှာလာပြီးတော့မြင်မြန်လေးဝယ်လာဆိုတော့ season ကြတာတိတ်မကြသေးဘူးဆိုတော့ brother တို့အခုအချိန်အများကြီးတော်တော်လေးကိုမှီသေးပါတယ်ဆိုတော့ကျွန်တော်ရှိမှာဝယ်ပြီးတော့အခု MMA try တဲ့သူတွေရောဒါမှမဟုတ် run တင်တဲ့သူတွေကလည်းတော်တော်လေးကိုများနေပါပြီဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကဲလို့ brother တို့အနေနဲ့ဒီဗီဒီယိုလေးကိုကြိုက်ခဲ့ရင်ဗီဒီယိုလို like and channel လေးကိုလည်း subscribe လေးလုပ်ပြီးဖို့မမေ့ပါနဲ့ပြီးတော့ run လည်းမြင်မြန်တက်ရှင်နေဆိုရင် VPN premium တော့သုံးဖို့လဲကျွန်တော်အကြံပေးကြပါတယ် brother တို့နဲ့လည်း free သုံးကျင်လဲရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ premium ကိုပို့ပြီးတော့ဦးစားပေးပါတယ် premium က premium ဝယ်ထားကျွန်တော်တို့ proxy လည်းဖြစ်တယ်ပြီးတော့ server လည်းအတိအကျဖြစ်တယ်ကျွန်တော်တို့ချိတ်လိုက်တဲ့ server နဲ့ကျွန်တော်တို့ဆော့တဲ့ server ပဲရောက်ပါမယ် free ရကြတော့ကျွန်တော်တို့ချိတ်လိုက်တဲ့ server နဲ့ကျွန်တော်တို့ဆော့ရင်အဲ့ server မရောက်ပဲတခြား server တွေရောက်ပြီးတော့ကျွန်တော်တို့ line တွေကတော်တော်လေးကိုကြာတာလဲကြုံတွေ့ရပါတယ်ဆိုတော့ brother တို့အနေနဲ့ line ကောင်းကောင်းမွန်မွန်စော့ကျင်နေဆိုရင် premium ဝယ်သုံးဖို့ကျွန်တော်အကြံပေးခြင်းပါတယ်ဆိုတော့ကျွန်တော်ရဲ့ Telegram မှာအမြန်ဆုံးလာရောက်ပြီးတော့ဝယ်ယူလို့ရပါတယ်